စုရရီဆို Cambridge Young Learners Exam KET Level မှာအမှုမြတ်ကိုအောင်ရဲမှန်ဦးအောင်ရဲအုပ်စိုးမဖြိုးမြတ်သူမတင်စာမြတ်ဆန်အောင်ဘိုးမြတ်သူအောင်ဖုံးတက်ပိုင်မောင်တာထက်အောင်မအေးမြတ်သူမခင်ပြည့်စုံမောင်ကျော်ဝနဟိတ်အောင်မြင့်မိုးမရွှေစင်ဖြိုးမစုရတီချက်မောင်စောလက်မောင်စောဖက်ဒရစ်လက်မှတ်များကိုပေးအပ်ပြီးဖြစ်၍သက်ဆိုင်ရာဝိယုံများကိုဝိစင်ခွင့်ပြုလိုက်သည်ဆရာမကြီးရှင်သက်ဆိုင်ရာသင်တန်းပြီးမြောက်သူများစည်းကိုကျောင်းစာကြည့်တိုက်တွင်ထိမ့်သိမ်းထားနိုင်ရန်အတွက်လက်မှတ်ရေးထိုးပေးပါရန်ပန်ကြားအပ်ပါသည်ရှင်ဆရာမကြီးရှင်သက်ဆိုင်ရာသင်တန်းအသီးသီးအတွက်သင်တန်းပြီးမြောက်ကြောင်းလက်မှတ်ပေးအပ်ပွဲခမ်းနားရုပ်သိမ်းပေးပါရန်ပန်ကြားအပ်ပါသည်ရှင်သင်ယူပြီးမြောက်ကြောင်းလက်မှတ်များပေးအပ်ပြီးဖြစ်၍အခမ်းအနားအားရုပ်သိမ်းသည်
Thank you.